မင်္ဂလာပါကျမကတော့ Amia Sai SCV ရဲ့ Vice Chairman တူဖြစ်တဲ့ဒေါ်ဝင်းဝါဦးပဲဖြစ်ပါတယ်ကျမအနေနဲ့ဒီအဖွဲ့အစည်းကိုမနစ်ကလေးကစပြီးတော့ပါဝင်ပြီးတော့ပူးပေါင်းခဲ့တာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျမဘဝမှာရည်ရွယ်ချက်တစ်ခုရှိတယ်။ကျမဒီတကယ်ကိုပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုကျမအလုပ်လက်မဲ့မဖြစ်စေချင်ဘူး။အလုပ်တွေအားလုံးအလုပ်ကိုစီရှိကြတဲ့သူတွေဖြစ်စေချင်တယ်။အဲ့တော့ကျမဘာလုပ်လဲဆိုရင် business သမားတွေကိုကျမအနေနဲ့ကျမတက်မြောက်ထားတဲ့ဒီ coaching ပညာရပ်တွေ consultation ပညာရပ်တွေနဲ့ NLP ပညာရပ်တွေပါပူးပေါင်းပြီးတော့ပါဝင်ကူညီပေးဖြစ်တယ်။ဟုတ်ပြီ business သမားတွေတိုးတက်လာတာနဲ့အမျှအလုံးအကင်ခွင့်လန်းကိုလိုအပ်နေတဲ့သူတွေကလည်းအလုပ်တွေအများကြီးရလာမယ်ဆိုတော့ business သမားတွေကလည်းအကောင်းဆုံးအလုပ်ပေးနိုင်ရမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းအရေးချင်းအရေးသွေးပြေးသွားတဲ့ဝန်ထမ်းတွေဆိုတာလိုအပ်လာပြန်တယ်အဲ့တော့ကျမစဉ်းစားတယ်ကျမအနေနဲ့စီးပွားရေးသမားတွေကိုပဲကူညီနေတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုအလုပ်အကင်ခွင့်လန်းတွေလိုအပ်တဲ့သူတွေကိုရောငါဘယ်လိုကူညီပေးရမလဲဆိုပြီးတွေးတယ်အဲ့လိုတွေးတဲ့အချိန်မှာကျမရဲ့ဆရာဖြစ်တယ်ပေါ့နော်အမီအဆိုင်ကနေပြီးတော့အဖွဲ့အစည်းဖြစ်ဖွဲ့ပေးထားတဲ့ SCB ကိုသွားတွေ့တယ်အဲ့တော့ကျမစိတ်ဝင်စားတယ်ကျမ join ခဲ့တယ်တကယ်ကိုပဲဘာမှလိုချင်တဲ့စိတ်မရှိဘဲနဲ့ကျမကုသိုလ်ယူခြင်းနဲ့စိတ်အပြည့်နဲ့ဒီအဖွဲ့အစည်းကို join ခဲ့တာဖြစ်တယ်ဒီလိုနဲ့ပဲကျမအခုနောက်တစ်နှစ်ကိုရောက်ရှိလာပြီဖြစ်တယ်ဒီနှစ်မှာလည်းပဲကျမအနေနဲ့ Vice Chairman ရဲ့တာဝန်ကိုယူထားရတယ်ဒီတာဝန်ကိုကျမအနေနဲ့အကောင်းဆုံးခြေပုံအောင်ထမ်းဆောင်သွားမယ်ကျမရဲ့ဒီ department အောက်မှာပေါ့နော်ဒီအောက်မှာရှိတဲ့ academic HOD ကိုလည်းကျမအနေနဲ့အကောင်းဆုံးပံ့ပိုးပေးသွားမယ်ကူညီပေးသွားမယ်နောက်ထပ်တော့အရေးချင်းအရေးအသွေးပြေးွားတဲ့ဒီသင်တန်းသူတွေသင်တန်းသားတွေကျောင်းသူကျောင်းသားတွေဝန်ထမ်းတွေလုပ်ငန်းရှင်ကြီးတွေတိုးတက်လာအောင်လဲကျမအနေနဲ့အကောင်းဆုံးထောက်ပံ့ပေးသွားမယ်ကျမမှာတည်သမျှတက်သမျှပညာတွေမျှဝေပေးသွားပါမယ်လို့ကျမကတိကဝတ်ပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်